အင်္ဂါဇနီးကျောင်းလေးနဲ့တားလေးမျက်နှာမှာမထောင်နောက်မီးလင်းခဲ့ရတဲ့ဆမင်းသားတင်မောင်ဆန်းမင်းဝင်းရဲ့နောက်ွယ်ကအကြောင်းရင်းအင်္ဂါမာစီတီကလမ်းလေးကိုဖြစ်ပြီး39ဘိုက်ပူစီမီလို့တိုင်းတီပြည်တီမျက်နှာပြတ်ခင်ရတာကဆမင်းသားတင်မောင်ဆန်းမင်းဝင်းပါအားလုံးကအားကြခဲ့ရတဲ့တင်မောင်ဆန်းမင်းဝင်းရဲ့တာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကအခုခါမှာတော့အကွဲကြောင်းတွေထပ်ပြီးဇနီးတဲ့ဖြစ်သူကကွာရှင်းပြက်စင်လိုက်ပြီးဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်ဒီကွာရှင်းပြက်စဲမှုရဲ့နောက်ွယ်မှာတော့စသဖြင့်လောကတွေကနာမည်ကြီးမင်းသမီးတယောက်ရှိနေတယ်လို့သိရတာပါ။ဇမင်းသားတင်မောင်ဆန်းမင်းဝင်းဟာသူ့ရဲ့ဇနီးနဲ့တားလေးပေါ်မှာတစ္ဆာမရှိပဲနာမည်ကြီးညပညာရှင်မျိုးသမီးတယောက်နဲ့နောက်မီးလင်းနေတဲ့ဆိုတဲ့သတင်းတွေကတော်တော်လေးကိုကြဲကြဲပြန့်ပြန့်ထွက်ပေါ်နေပါတယ်။အတွင်းသတင်းတွေရဆိုရင်ဇမင်းသားတင်မောင်ဆန်းမင်းဝင်းနဲ့အဆိုပါနာမည်ကြီးမျိုးသမီးတို့ဟာတိုက်တိတ်ပုံချစ်ကြည်နူးနေကြတာအချိန်တစ်ခုကြာနေပြီဖြစ်ပြီးဒီကိစ္စကိုဇနီးတဲ့ဖြစ်သူကသိရှိသွားတဲ့အခါမှာတော့လုံးဝကိုခံနိုင်ရမရှိတော့ပဲကွာရှင်းမှုဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။တချို့သတင်းရင်းမြစ်တွေရဲ့ဖော်ပြချက်ရဆိုရင်ဇနီးဖြစ်သူနဲ့ဆိုပါမျိုးသမီးတို့ဟိုတယ်တစ်ခုရှိမှအကြီးကျယ်စကားများကြောင့်ကိုထိလက်ရောက်စော်ကြတဲ့အထိပြဿနာတွေဖြစ်ခဲ့တယ်လို့တောင်သိရပါတယ်။